င်္ဂလာပါခင်ဗျာပသိမ်မြို့တွင်ရင်ထိန်တပ်ဖွဲ့မှမော်တော်ဆိုင်ကယ်အားလိုင်စင်အပြည့်စုံရှိတော်လဲငွေကျပ်360တောင်းခံမှုဖြစ်ပွားအေရီတိုင်းမြောင်းမြမြို့မှပသိမ်မြို့သို့ဈေးလာဝဲသည့်ကိုမျိုးအမိလွဲဆိုသူသည်မြကျွန်းသာအင်ယာထိတ်တွင်၎င်းမောင်းနှင်လာသောရမဟာအာစစ်မော်တော်ဆိုင်ကယ်အားရင်ထိန်တပ်ဖွဲ့၏ဖမ်းဆီးထိန်းသိမ်းခြင်းခံခဲ့ရကြောင်းသိရပါသည်ကိုမျိုး၏ဆိုင်ကယ်သည်လိုင်စင်အပြည့်စုံပါရှိတော်လဲPower Exhaust တက်ဆင်ထားသည်ဟုဆိုကာပသိမ်ရင်ထိန်ယုံတာဝန်ကျသူကငွေကျပ်330တောင်းခံခဲ့ကြောင်းသိရပါတယ်။ဆိုင်ကယ်ပိုင်ရှင်ဘက်မှငွေကျပ်9သိန်းဖြင့်ညှိနှိုင်းခဲ့တော်လဲလက်မခံဘဲဆိုင်ကယ်အားသိမ်းဆည်းထားခဲ့ပါတယ်။ထို့အပြင်ချက်ချင်းရှင်းလင်းမပေးဘဲနောက်ရက်မှပြန်လာရန်ချိန်ဆိုခဲ့ပါတယ်။ဒုတိယနေ့ရုံးသို့တွားရောက်ချိန်တွင်မူဆိုင်ကယ်အားဝင်းကြီးချုပ်ရက်တရားစီမံချက်အမိန့်အရသိမ်းဆည်းမည်ဟုပြောဆိုကာမောင်းနှင်သူအားလည်းထောင်ဒဏ်တစ်လကျခံရမည်ဟုထပ်မံပြောဆိုခဲ့ပါတယ်။ထို့နောက်ပသိမ်မြို့မှာစီးပွားရေးလုပ်ငန်းရှင်တဦး၏ဂျာဝင်ဖြည့်ရှင်းပေးမှုဖြင့်ဆွေးနွေးခဲ့ရာ Power Exhaust အတွက်ငွေကျပ်330ဆိုင်ကယ်အတွက်ငွေကျပ်330စုစုပေါင်းငွေကျပ်360တောင်းခံခဲ့ကြောင်းသိရပါတယ်။ရင်းကဲ့သို့လိုင်စင်ဆောင်ဆိုင်ကယ်အားအကြောင်းပြချက်အမျိုးမျိုးဖြင့်ငွေကြေးအလွန်အကျွံတောင်းခံလိုက်သည့်လုပ်ရက်သည်မင်းမဲ့တိုင်းပြည်ဥပဒေမဲ့လုပ်ရက်ဖြစ်ကြောင်းပြည်သူများထံမှသိရပါရခင်ဗျာ။ARDတိုင်းတွင်ဖြစ်ပေါ်နေတဲ့သတင်းချက်လက်များကျွန်တော်တို့သတင်းတူတပ်ဖွဲ့ပသိမ်မှအချိန်နဲ့တပြည့်ညီဆက်လက်တင်ပြပေးသွားပါမယ်ခင်ဗျာ။